Hello ဂျာလီကတော့စိုက်မတော်ခင်လေးကိုဆောင်းမဖြူကိုကြံနေတဲ့ဆရာလေးကို fighting လို့အားပေးခဲ့ပါတယ်နောက်တော့ဆိုင်အောင်ထွက်လာတယ်ပေါ့နော်ဆိုင်အောင်ထွက်လာတဲ့အချိန်မှာတော့ယူစရာကတော့ဖုန်းနေတယ်အာသွင်းကြိုးရပဲယူရပါတယ်ဆိုတော့ဂျာလီကကျတော့အိုးဝေစောင့်နေရပေါ့နော်အိုးဝေကမလာသေးတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အိုးဝေခေါ်ထားတဲ့အိုးဝေဆရာကိုစောင့်နေပါတယ်အိုးဝေနဲ့ဆိုင်အောင်တော့မှဖြစ်ပါတယ်ရှင်အိုးဝေကတော့လောလောဆယ်ဆိုလို့ရှိရင်ဒီ body man နိုင်လောက်ကနေပြီးတော့ဒီရွှေလန်းပေါက်လန်းကိုသွားလို့ရှိရင်2000ပေးရပါတယ်ဒါလေးကတော့အိုးဝေနဲ့သွားနေတဲ့လမ်းလေးပေါ့နော်ဒါကတော့ပေါက်လန်းမှာပေါ်ရောက်ပါပြီအနောက်ကိုသွားရတဲ့ပုံစံပေါ့နော်ဒါကတော့ကိုယ့်ရဲ့ဆိုင်လေးကိုရောက်တော့ပါမယ်ဆိုင်မှာကဒီနေ့ကအလုပ်တော်တော်များများလုပ်ဆိုင်ရှိတယ်ဆိုင်ရောက်ပါပြီရှင်ဘာကြီးလောက်ရမှာလဲဆိုတော့ဗောနော်ဆောင်းဝဲတွင်းမှာပြက်ထားတယ်ဗောနော်စရင်နေစေးရမယ်နောက်ပြီးတော့အရင်လားကလားချုပ်တွေလောက်ရမယ်လောလောဆယ်အရင်လားကလားချုပ်တွေမပြီးသေးဘူးဗောနော်စရင်လုံးဖို့ရတော့ဘောပင်ရှာနေတဲ့အခန်းလေးဖြစ်ပါတယ်ဒါကတော့ညီမလေးကဘောပင်လာပေးရပါဆိုတော့စရင်တွေတော်တော်များများလောက်ဆိုင်ရှိတယ်နောက်ပြီးတော့ဒီနေ့အဝင်ထွက်စရင်လေးတွေလည်းပြန်စစ်စရာရှိပါတယ်ဆိုင်မှာကဗောနော်တော်တော်လေးအလုပ်ပြတ်ထားတာဆိုတော့ဒီနေ့ကတော့တော်တော်အလုပ်များမဲ့နေ့လေးပါရှင့်ဒီနေ့မှဆိုင်မှာပြန်ရောက်ကြပါဆိုင်မှာပြန်ရောက်တော့ကျတော့ဒီနေ့ရဲ့ဆိုင်ရောင်းအားလေးကနည်းနည်းလေးကျနေရပေါ့နော်အရင်လားထက်စားလို့ရှိရင်ရောင်းအားကျနေရကိုဘာဖြစ်လို့လဲလို့မေးတော့ကျတော့ဒါဖုန်းကြီးတွေအတက်ကြလေးများနေရဆိုပြီးတော့စင်ကြီးလို့စင်လက်လို့ပေးကြတယ်ပေါ့နော်ဒါကတော့ editing လုပ်နေရပါရှင့်ဗီဒီယိုလေးတွေကို editing လုပ်ရမယ့်တာဝန်လေးရှိလာတယ်နောက်ပြီးတော့ကျတော့ Facebook YouTube ပေါ့နော် Facebook ကလည်း monetization page တွေလည်းရှိရတဲ့ကြောင့်မလို့ဆောင်းဝဲပြီးရတဲ့တပြိုင်နက်တည်းအလုပ်တွေကတော့အများကြီးလောက်ရတော့မှာပါဒါကတော့ဘောနော်ဒါကတော့ဒီဗီဒီယိုလေးကို editing လုပ်နေတဲ့ဗီဒီယိုလေးပါရှင့်ဆိုတော့မင်းစီမှာမင်းခုတော့တင်ပါဆိုင်မှာရှိရပါတော့တင်ပါရှိရဆိုတော့ဆမလာအားပြီးလို့ရပါတယ်စကန်ဖုန်းလေးလည်းဈေးကျပါတယ်ရှင်အစ်စ်တွေကလည်းဈေးရှယ်ကျတော့စကန်တွေကလည်းဈေးရှယ်ကျပါတယ်ဆိုတော့မင်းစီမှာတော့ဒီဖုန်းလေးရှိပါမယ်ရှင်ကောင်တာနှလုံးပေါ်မှာအပြည့်ရှိထားပါတယ်အပြည့်ဖြည့်ထားပြီးရပါတော့ဒါကဒီကောင်တာထဲမှာပေါ့နော်နည်းနည်းစောင်းနေတဲ့ဖုန်းလေးကိုမစောင်းအောင်ပြန်လို့ပြောနေတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ Prince မှာတော့ခုလောလောဆယ်ကတော့ second ဘူးပြည့်စီအစုံလေးတွေအခုနေချင်းဝယ်ရင်တန်တယ်လို့ပဲပြောချင်ပါတယ်ရှင်။ Bye bye